ဒါဟာသူတို့အဖွဲ့အစည်းကဖန်တီးထားတဲ့အပြောင်မြောက်စွာလက်ရဖြစ်ပြီးတော့ကြောင်တွေရဲ့လိမ်မှန်တော်လက်မှုနဲ့ဝက်မွန်တွေရဲ့တန်မမှုကိုပေါင်းစပ်ထားတဲ့ဒီသားရဲ့ကိုမိတ်ဆက်ပေးလာပါတယ်။ဝမ်ကဒါကိုမြင်တဲ့အခါမှာစိုးရတဲ့တစ်ခုဖြစ်တော့မယ်လို့ခံစားချက်ရလာပြီးစိတ်ပူလာပါတယ်။မစ္စတာဒုကဒီသားရဲ့ဟာနားမှာရှိတဲ့သူတိုင်းကိုတက်ဖြတ်ပြီးအရန်ကိုကြိုက်ကြကြောင်းပြောပြပါတယ်။ဒီသားရဲ့ကိုဘသူစိန်ခေါ်မလဲမေးပြီးအနိုင်ရရမစုတွေကိုလည်းနှဆတူလိုက်ကြောင်းအတိပေးပါတယ်။ဒါပေမဲ့ဝမ်ကတော့တယောက်ယောက်ကပွဲစီစဉ်သူတွေအတွက်အပြဿနာရှာနေကြောင်းကိုခံမှန်းမိလိုက်ပြီးအဲ့ဒီလူကသူတို့ဖွဲ့တွေကလို့ဖြစ်မဲ့လို့လည်းထင်နေပါတယ်။မကြခင်စိတ်ကိုသူတယောက်ရောက်လာပြီးတိုက်ခိုက်ပြီးမဲ့တားရဲကသူ့ကိုရှောင်ပြီးမှန်ကောက်တွေကိုဖောက်ထွက်ဖို့လုပ်ပါတယ်။ဒါကိုမြင်တဲ့ဧည့်သည်တွေကကြောက်လန့်နေကြထွက်ပြေးကြပြီးမဲ့မစ္စတာဒုကဒုံချုံချောင်းပြောနေတော့မှန်ကအဲ့ရတွေထင်လာပါတယ်။ဒီအချိန်တိုက်ကွင်းတွေကလူကတားရဲကိုတိုက်ဖို့လုပ်ပြီးမဲ့ချက်ချင်းပဲပြန်တက်ခံလိုက်ရပါတယ်။အဲ့ဒီနောက်တားရဲကသူ့ဓာတ်ကိုယူပြီးမှန်ကိုထပ်ပေါက်ခဲ့ဖို့ကြိုးစားပါတယ်။ဝမ်ကဂိုးပန်စင်မိချောင်းနဲ့တိုက်တုန်းကချခဲ့တဲ့ရွှေရောင်မှုန့်တွေကတားရဲကိုယူသွသားစေတယ်ဆိုတာကိုခံမှန်းမိလိုက်ပါတယ်။နောက်ဆုံးမှာတားရဲကမှန်ကိုဖောက်ထွက်လာနိုင်လိုက်ပြီးမစ္စတာဒုကိုကိုက်ဖို့လုပ်ပြီးမဲ့ကြီးကျက်သူတယောက်ဖြစ်တဲ့မစ္စတာမှုယုံကဝင်ခဲ့လိုက်ပါတယ်။မစ္စတာဖြောင်ကဘာမှမသိတယ်လို့ဟန်ဆောင်နေပြီမဲ့ဒါဟာသူတို့အဖွဲ့ရဲ့လုပ်ရဆိုတာကိုသိတဲ့ဝမ်ကအချိန်ကြီးကိုခွင်ကောင်းယူပြီးသူလိုချင်တဲ့ချက်ကိုသွားချဖို့လုပ်ပါတယ်။ဒါပေမဲ့လူတယောက်ရောက်လာပြီးကြီးတဲ့သူတွေကတားရဲကိုထိန်းချုပ်ပေးမှကြောင်းကိုယ့်နယ်ကိုပြန်နေကြဖို့ညွှန်ကြားပါတယ်။ဆက်ချင်းဆိုလိုပဲသူတို့တွေကတယောက်ဖြစ်တဲ့ရှီမန်ကတားရဲကိုလက်တီးတစ်ချက်ထဲနဲ့ထိန်းချုပ်လိုက်ပြီးလက်တနာကိုဖြည့်ရှင်းပြီးဖြစ်တာကြောင့်အားလုံးကိုစိတ်အေးထားဖို့လည်းသူတို့ကောင်းဆောင်ပြောပါတယ်။ဒီချိန်ဝမ်ကသူတို့အဖွဲ့တွေကလူတယောက်ရောက်နေတာကိုတတိထားမိတော့ပါတယ်။တစ်ပတ်မှာတော့အဆောင်ထဲကလှည့်ပတ်နေတော့ရုတ်တရက်မီးပြတ်သွားပါတယ်။ဒါကြောင့်သူတို့စစ်ဆေးဖို့လုပ်နေတော့ဝမ်ရဲ့ပွဲတွေကမင်းကလေးမူမူကသူတို့ကိုအမောက်တိတ်လိုက်ပါတယ်။အဲ့ဒီနောက်စောက်ကြည့်ခင်မှာသူတို့ကိုတွေ့တဲ့အခါမှာသူမရဲ့ခလုတ်ကိုတုံးလိုက်ပြီးခဏတပိတ်သွားအောင်လုပ်လိုက်ပါတယ်။ဒီလိုနဲ့ဆန်ရဲ့အနက်ပိုင်းတွေကိုဝင်ရောက်သွားခဲ့ပြီးလက်ပွေရပါတဲ့လက်ကိုဝက်ကရတနာခန်းရဲ့တကားကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့သူမအထက်ကိုဝင်ဖို့လုပ်တဲ့အခါမှာတော့လူတယောက်ကသူမလန်ကိုပိတ်ဆို့ထားပါတယ်။သူမဒါနဲ့တိုက်ခိုက်ပြီးမဲ့ဒီလူကကာလိုက်ပြီးပြန်တိုက်တာကြောင့်သူမရဲ့အုတ်ထုပ်ကိုထိသွားပါတယ်။ရုတ်တရက်နောက်ကနေစောင့်နေထိရောက်လာတော့သူမအလွယ်လေးရှင်းပြနိုင်ခဲ့ပြီးမဲ့ခုနကလူကနောက်ကနေတိုက်ဖို့ခွင့်ရသွားပါတယ်။ဒါပေမဲ့ရုတ်တရက်ဝင်ရောက်လာပြီးသူ့ကိုဖမ်းချုပ်ကအမောက်တိတ်လိုက်ပါတယ်။ဝမ်ကိုမြင်တော့ဘသူဘက်ကလည်းသူမမေကွန်းထုတ်ပြီးမဲ့ဝမ်ကသူဟာသူမရဲ့တက်တော်ဆောင်ဖြစ်ကြောင်းနဲ့သူမကသူ့ရဲ့လှုပ်ရှင်စိတ်ဖြစ်တဲ့ပြင်ဆိုင်နဲ့ခိုးဝင်မဲ့လှုပ်ရမရှင်ကိုမသိကြောင်းပြောပါတယ်။သူဘလို့သိရလဲလို့မူမူရှာကပြင်ပြီးတော့အဖွဲထဲမှာသူမရဲ့နေရာကမစ္စတာပြောင်ကပါပြန်ကောင်းဝင်ပေးနေတဲ့ပုံပေါ်တဲ့ကြောင့်လို့ရှင်းပြပါတယ်။အဲဒီနောက်သူမကဒီနောက်တစ်ဝိုက်ဟာပိတ်ဆို့ခံရပြီးအဆောင်တွေက2မိနစ်အတွင်းရောက်လာတော့မယ့်ကြောင်းအတိပေးတာကြောင့်ဝမ်ကနေမဲ့လှုပ်ရှားဖို့ပြောပါတယ်။ဒီလိုနဲ့သူတို့ရေဒနာခန်းထဲကိုဝင်လာခဲ့ပြီမဲ့လှုပ်ရတဲ့ကားကိုဘယ်နှပွဲတာမှန်းကိုတော့သူမမသိဖြစ်နေပါတယ်။ဒါကြောင့်ဝမ်ကသူရှာပေးနိုင်ကြောင်းပြောပြီးအပေးယူလုပ်ဖို့လုပ်ပေမဲ့ကြီးကျက်သူအဖွဲ့ရောက်လာပြီးတနက်တွေနဲ့စတင်ပစ်ခဲ့ပါတယ်။ဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့မိကသူတို့ကိုထွက်လာဖို့ပြောပြီး flash bomb နဲ့ပစ်ပေမဲ့ဝမ်ကပတ်တဲ့နဲ့ပြန်ရလိုက်တာကြောင့်သူတို့ပဲပြန်ထိသွားပါတယ်။ဒါကိုခွင်ကောင်းယူပြီးဝမ်ကထွက်ပြေးဖို့လုပ်ပေမဲ့သူတို့ပြန်လိုက်မိလာပြီးအဝိုင်းခံလိုက်ရပါတယ်။ခေါင်းဆောင်မိကမူမူရှောက်ကိုတိုက်ခဲ့ပြီးကျန်တဲ့သူတွေကတော့ဝမ်ကိုဝိုင်းတိုက်ခဲ့ပါတယ်။ဝမ်ကရှီမန်လက်ချက်နဲ့ခံလိုက်ရပြီးမကြခင်မူမူလည်းသိခံလိုက်ရပါတယ်။၃ယောက်၂ယောက်မှဝမ်ကမများတဲ့ကြောင်းပြောပေမဲ့သူတို့ကတော့ခယူမဆိုင်ပဲအဆုံးသတ်ဖို့ပြင်ပါတယ်။ဒါကြောင့်ဝမ်ကအကောင်တူတေကြဖို့ပြောပြီးဘုံတစ်လုံးကိုပစ်ချလိုက်ပါတယ်။သူတို့လန့်သွားပြီးကာဖို့လုပ်ပေမဲ့ဘုံကအတူကြီးဖြစ်နေပြီးဝမ်ကခွင်ကောင်းယူကထွက်ပြေးသွားပါတယ်။သူတို့တူလောင်ငန်းတစ်ခုမှပုံနေပြီးမူမူကဝမ်ဟာတူတယောက်လေးဆိုလွတ်နိုင်ရတာနဲ့ဘာကြောင့်သူမကိုမထားခဲ့ရလဲဆိုတာသိချင်နေပါတယ်။ဝမ်ကတော့သူဟာရှီကိုချင်းနဲ့ရန်မီသားစုရဲ့တရင်ချက်လက်တွေကိုလိုချင်တာကြောင်းလို့ပြန်ဖြေပါတယ်။အဲဒီနောက်ဝမ်ဟာသူတို့နောက်လိုက်လာတဲ့သူတွေကိုအာရုံခံမိပြီးသူ့မှာတက်တစ်ခုရှိရလို့ပြောပါတယ်။မြင်ကွင်းကကြီးကျက်သူတွေအဖွဲ့ကိုပြန်ပြပြီးသူတို့ရှိမှဝမ်ရုပ်ရက်ပေါ်လာပါတယ်။ဝမ်တယောက်တည်းကိုမြင်လိုက်ရတာကြောင့်မူမူရှာပါမှလဲလို့သူ့ကိုမေးပါတယ်။ဝမ်ကတော့သူမနဲ့သူဆိုရင်သူ့အနေနဲ့ဝင်ပို့ပြီးတာကြောင့်တယောက်တည်းလှုပ်ရှားဖို့ဆုံးဖြတ်လိုက်ကြောင်းပြန်ပြောပါတယ်။ဒါကြောင့်မေကသူ့အဖွဲ့တွေကကျူးခဲဆိုတဲ့သူကိုမူမူရှာအားတွားချဖို့ဆိုလိုက်ပါတယ်။သူမနဲ့စီမန်ကတော့ဝမ်ကိုတိုက်ဖို့ပြင်ပေမဲ့ရုတ်တရက်အပေါ်ကနေမူမူရှာပေါ်လာပြီးမေကိုစတင်တိုက်ခဲ့ပါတယ်။သူတို့နှစ်ယောက်တိုက်ခိုက်နေတော့မှစီမန်ကနောက်ကနေမူမူရှာကိုတိုက်ဖို့လုပ်ပေမဲ့ဝမ်ကသူ့ကိုအမောက်တိတ်လိုက်ပါတယ်။ဒါကိုမြင်ပြီးအာယုံပြန့်သွားတဲ့မေဟာလည်းမူမူရဲ့ကံချက်ကြောင့်အရှုံးပေးလိုက်ရပါတယ်။အဲဒီနောက်သူတို့နှစ်ယောက်ဟာနေရာတစ်ခုကိုဖောက်ပြီးရတနာတွေထားတဲ့အခန်းစီရောက်လာပါတယ်။ဝမ်ကသူရှာနေတဲ့ကြောက်ကိုရှာတွေ့ပြီးမူမူလည်းသူမရှာနေတဲ့ရှေးအောင်စာလေးတစ်ခုကိုယူလာပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ပြန်ထွက်လာပြီးတက်လီကားကနေအောက်ဆုံးထပ်ကိုတွားကအဲဒီကရေဆိုးဘက်ကနေအပြင်ကိုထွက်ဖို့ကြံပါတယ်။ဒီကျက်သူအဖွဲ့ပင်သတိဝင်လာတော့မေကသူမရဲ့သတိပေါ်ကျော်မှုအတွက်ကိုအပစ်တင်နေဦးမှာပဲ။ရုတ်တရက်သူရဲ့ boss ရောက်လာပြီးသူယူလာတဲ့ဆေးယူစားကိုအမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့အဆောင်တစ်ဖွဲကတက်လီကားအပေါက်ကနေဝမ်တို့ထုတ်လာမှာကိုစောင့်နေကြပါတယ်။ဝမ်ကတော့ဘာကြောင့်သူတို့အောက်ဆုံးထပ်ကိုတန်းမတော်တာလဲလို့မေးတဲ့အခါမှာမူမူကသူမအနေနဲ့လှုပ်ဆက်ကြံနေတာကြောင့်လို့ပြန်ဖြေပါတယ်။အဲဒီနောက်သူမကတက်လီကားတွေကကင်မရာကိုဖျက်လိုက်ပြီးဝမ်ကိုဘေးကနေဖို့ပြောပါတယ်။တက်လီကားတကားပွင့်တာနဲ့အဆောင်တွေကစတင်ပစ်ခဲ့ပေမဲ့သူမကသူတို့အားလုံးကိုခဏလေးတွင်းမှာပဲအဆုံးသတ်လိုက်ပါတယ်။အဲဒီနောက်ဝမ်ကိုသူတို့တွားရမယ့်နေရာအထောက်ပြပြီးနေမဲ့လှုပ်ရှားဖို့တိုက်တွန်းပါတယ်။အဲဒီမှာသူလှုပ်ရှားရှိတာလုပ်ပြီးရတယ်သူတို့ရေဆိုးပိုက်စီကိုဥတီပြီးထွက်သွားကြမယ်လို့လည်းပြောပါတယ်။ဒီလိုနဲ့သူတို့တွားနေလမ်းမှာတကားတစ်ခုစီကိုဥတီသွားတယ်တွေးရတစ်ခုကိုတွေးလိုက်ရပါတယ်။ဝမ်ကသူတို့အနေနဲ့ဆက်မသွားစေချင်ကြောင်းပြောပေမဲ့
မူမူကတော့သူမအနေနဲ့လုံးရမယ့်ရာရှိသည့်ကြောင့်ပြောပြီးလက်အိတ်ကိုတုံးကတကားကိုဖွင့်လိုက်ပါတယ်ဒါကစမ်းသပ်ခံတစ်ခုဖြစ်နေပြီးဝန်ကတော့သူတို့အနေနဲ့လွတ်မြောက်ဖို့မလုပ်ပဲဘာကြောင့်ဒီကိုလာလာလေးလို့မေးပါတယ်မူမူကသူမရဲ့တက်တော်ဆောင်အနေနဲ့ကိုယ့်အလုပ်ကိုတာလုပ်ဖို့ပြန်တော့ပြန်ပါတယ်အထဲမှာထူးဆန်းတဲ့တက်တော်ဝါတွေကိုမြင်တွေ့နေရပြီးမူမူကသူတည်တနာပညာရှင်တွေဟာအတ္တမာသုံးဇီဝတက်ရှိလက်နက်တစ်ခုကိုဖန်တီးဖို့လုပ်နေရဖြစ်ကြောင်းပြောပြပါတယ်ဒီပညာရှင်တွေကတက်ရှိတွေကိုပြောင်းလဲနေကြောင်းယုံကြည်နေကြပြီးတော့အဲဒီနောက်မှာကပ်ပါလာတဲ့အန်ရယ်တွေကိုလစ်လျူရှုထားကြတာပါဒါကြောင့်မူမူကသူတို့တွေကိုဆွေးနွေးတဲ့သူတွေလိုလက်ခံထားပါတယ်ဆက်သွားနေရင်သူတည်တနာပညာရှင်တယောက်ကသူတို့ကိုတွေ့တဲ့အခါမှာတော့ Professor ကသူတို့ကိုစောင့်နေကြောင်းပြောပါတယ်အဲဒီတော့သူမက Professor တီသွားလိုက်ပြီးမူမူရှာရောက်လာကြောင်းအကြောင်းကြားပါတယ် Professor ကတော့သူ့ရဲ့သူတည်နာကအချက်လက်တွေကိုရွှေ့ပြောင်းဝင်တင်ကြားလိုက်ပြီးမူမူစီလျှောက်သွားပါတယ်မူမူရှာကတော့သူဂရီပေးထားတဲ့မျိုးဗီဇကိုတုံးစေးကြောင်းမေးတဲ့အခါမှာသူတို့ရဲ့အပေးယူဖြစ်တဲ့ယတနာကိုအရင်ပေးဖို့ပြောပါတယ်ဒါပေမဲ့သူ့ရဲ့ဆေးကအကျိုးသက်ရောက်မှုရှိကြောင်းသက်သေပြဖို့မူမူရှာကတင်ပြောပါတယ်ဒါကြောင့် Professor က Aura Keeper တွေနဲ့တွေ့ပြီးပြီမလားလို့ပြန်မေးပါတယ်သူတို့တွေဟာအရင်ကတာမန်လူတွေသာဖြစ်ပြီးအခုလိုတက်ခတ်ဆွဲရင်တွေရလာတာဟာသူ့ရဲ့သူတည်တနာရလက်ကြောင့်ပဲလို့ပြောပြပါတယ်သူ့ရဲ့လူသားမျိုးဗီဇပေါင်းစပ်မှုသူတည်တနာဟာအောင်မြင်မှုရကနေနေပေမဲ့မစ္စတာတူကဇီဝသားရဲ့လက်နက်တွေကိုသာဖန်တီးချနေတာကြောင့်စံတက်မှုကရက်တက်ခံရပါတယ်သူ့အနေနဲ့တရိတ်ဆန်တွေတက်ဆိုင်ရင်လူသားတွေပေါ်ပိုပြီးစံသက်ချင်နေပြီးတော့သူ့ရဲ့သူတည်တနာပြမြောက်မှုကလည်း95%ထိရောက်နေပြီဖြစ်ကြောင်းပြောပြပါတယ်ကျတဲ့9%သာပြမြောက်သွားရင်သူ့အနေနဲ့ဇီဝဗီဇပြဿနာတွေနဲ့ယောဂတွေကိုပါဖြည့်ချင်းကုသနိုင်မှာကြောင်းဒီလူသားအနေငယ်ကစရေကန်တင်တယ်လို့သူကခံယူထားပါတယ်။ရုပ်တဲ့မူမူရှာကသူ့ကိုတိုက်ခိုက်ပြီးတော့သူမအဖိုးကိုကယ်ဖို့စိတ်ရှိလာလို့မေးပါတယ်။ဒါပေမဲ့သူကမရှိသေးကြောင်းနဲ့သူ့ရဲ့သူတည်တနာထောက်ပံ့ခြင်းအတွက်သူမစီကယတနာကိုတောင်းပါတယ်။သူ့အနေနဲ့နောက်ထပ်လူအနေငယ်လောက်ကိုစံတက်မှုလုပ်ပြီးတော့ရင်သူမအဖိုးတို့ဆေးကိုဖန်တီးနိုင်ပြီလို့လည်းပြောပါတယ်။ဒါပေမဲ့မူမူရှာကသူ့ကိုရိုက်နှက်ပြီးတော့သူ့ရဲ့ရုံမာတဲ့လုပ်ရက်တွေအတွက်တည်သိနေလို့ပြောကတပ်ဖို့ပြင်ပါတယ်။ဒါကြောင့်သူ့ရဲ့လက်ထောက်ကသူမကိုတနက်နဲ့ချိန်ပြီးတော့ရက်လိုက်ဖို့ချင်းချောက်ပါတယ်။မူမူရှာအနေနဲ့သူတို့သူတည်တနာကရလာမဲ့အကျိုးရလဒ်တွေကိုနားလည်မှာမဟုတ်ဘူးလို့လည်းပြောပါတယ်။ဒါပေမဲ့မူမူရှာကသူမကိုဖျက်ရိုက်ပြီးလူသားစံတတ်မှုတွေလုပ်နေတဲ့သူတို့ရဲ့လုပ်ရက်ကလောဘကြီးတဲ့မစ္စတာတူရဲ့လုပ်ရက်နဲ့ဘာမှမထူးကြဘူးလို့ပြန်ပြောပါတယ်။ဒါကြောင့်သူမကဒီစံသက်ခံရမရှိသေးတော့ဘူးလို့ပြောပြီးဒါကိုကူဖြတ်စီပေးဖို့ဝန်ကိုပြောပါတယ်။ဒီချိန်ဝန်ကရုတ်တရက်ကူပါတုံးရဲ့နေရာလွတ်ထဲဆွဲကောက်ခံလိုက်ရပြီးသူမလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဝန်ကိုမတွေ့ရတော့ပါဘူး။ဒီလိုနဲ့သူမကိုယ်တိုင်ဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးစံသက်ခံတွေကတားရဲတွေကိုလှုပ်ပေးလိုက်ပါတယ်။ကူပါတုံးထဲမှာဝန်ကတော့စစ်စံရဲ့တုံ့ပြန်မှုကိုတင်ကြားရလာပြီးမိတော်ကြောက်ကစွမ်းရည်တွေကိုစုပ်ယူလိုက်တဲ့ကြောင့်စစ်စံပြန်စတင်နေပြီးအဆင့်မိနေကြောင်းပြောပြပါတယ်။ဒါကြောင့်သူ့ရဲ့စွမ်းရည်တွေအားလုံးတိုးတက်လာပြီးနေရာလွတ်လည်ပိုကျလာတဲ့အပြင်စကေးတစ်ခုလည်းရလာပါတယ်။ဒါကတော့အရင်လိုကြောက်ကစွမ်းရည်တွေနဲ့သူ့ရဲ့တက်ခတ်ရေးစွမ်းရည်တွေကိုမြင့်တင်တာအပြင်အခုဆိုရင်သူ့အနေနဲ့တခြားအရာတွေကိုပါစွမ်းရည်မြင့်တင်နိုင်တာပါ။တစ်ဖက်မှာတော့ Aura Keeper တွေကသူတို့ကိုလိုက်ချနေပြီးရုပ်တဲ့သားရဲ့တချို့ရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါတယ်။ကျူးကေကသူ့ရဲ့မိတောက်တွေနဲ့ရှင်းလိုက်ပြီးမေကဒီကောင်တွေကစမ်းသက်ခဲကလွတ်လာမှန်းတိလိုက်ပါတယ်။ဒါကြောင့်ကျူးကေကသူရှိကနေသွားမယ်လို့ပြောကဆက်လျှောက်သွားပေမဲ့ရုပ်တဲ့သားရဲ့ကောင်ပေါ်ကနေပေါ်လာပြီးသူ့ကိုကိုက်တက်လိုက်ပါတယ်။အဆောင်တွေကတလက်နဲ့ပြပေမဲ့သားရဲ့ကဆက်ချတက်လာပြီးတယောက်ကိုကိုက်ဖို့လုပ်ပါတယ်။ဒါပေမဲ့မေကကြာပွနဲ့လက်ဆွဲလိုက်ကရှီမန်ကသူ့ရဲ့ထိုးချက်နဲ့အဆုံးသတ်ပေးလိုက်ပါတယ်။တစ်ဖက်မှာမူမူရှာကတော့အောက်ထပ်ကိုသွားဖို့လုပ်နေရင်လမ်းဆုံးတစ်ခုကိုရောက်သွားပါတယ်။ဒီအချိန်မှာကြီးကျက်သူတွေသူ့ကိုလိုက်မိလာပြီးမေကကြာပွနဲ့တိုက်ခိုက်ပေမဲ့မူမူရှောင်လိုက်နိုင်ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဆက်တိုက်ခိုက်နေရင်နောက်ဆုံးမှာမေကမူမူရဲ့လက်ကိုကြာပွနဲ့ပတ်လိုက်ပြီးလှုံးမရအောင်လုပ်လိုက်ပါတယ်။ဒါကိုရှီမန်ကအခွင့်ကောင်းယူပြီးမူမူကိုမှောက်တိုက်လိုက်ပါတယ်။မေကတော့သူတို့ကခုနကစိတ်တွေတောက်လိုက်တာကြောင့်ဒီကနေထွက်သွားလို့မရတဲ့ကြောင်းပြောပါတယ်။သူတို့ကငယ်စဉ်ကတည်းက Professor ရဲ့အတင်းကျပ်ဆန်းသက်မှုကိုခံခဲ့ရတာဖြစ်ကြောင်းနဲ့ဒါကြောင့်ရှီမန်ရဲ့အမြင်အာရုံကလည်းဆုံးရှုံးခဲ့ကြောင်းပြောပြပါတယ်။ဒါပေမဲ့မူမူကတော့သူတို့ရဲ့စွမ်းရည်တွေနဲ့လူများစွာကိုတက်ဖြတ်ခဲ့တာကြောင့်သူတို့ကလည်းလူကောင်းတွေမဟုတ်ဘူးလို့ပြန်ပြောပါတယ်။အဲ့ဒီနောက်ရှီမန်ကမူမူရှာကိုအဆုံးသတ်ဖို့ပြင်ပေမဲ့ရုတ်တရက်ဝန်ရောက်လာပြီးသူ့ကိုအမောက်တိတ်လိုက်ပါတယ်။ဝန်ကတော့အထာနဲ့ရောက်လာပြီးအချိန်မီုံလေးပဲလို့ပြောပေမဲ့မူမူကတော့သူ့ကိုဖျက်ထိုးလိုက်ပြီးသူမတီတော့မလို့ဖြစ်ခဲ့ကြောင်းပြန်ပြောပါတယ်။မေကသူဘလို့ရောက်လာကြောင်းဝန်ကိုမေးတဲ့အချိန်မှာဝန်က sister ရဲ့ဒီပေမှုကြောင့်တားရွေးရောက်လာကြောင်းသိလိုက်ရပြီးမူမူနဲ့အတူတယ်လီပို့လောက်ကထွက်ခွာသွားပါတယ်။သူတို့နှစ်ယောက်ရေစိုးပိုက်တွေရှိတဲ့နေရာကိုရောက်လာပြီးမူမူရှာကသူဘလို့လောက်တာလဲလို့မေးပေမဲ့ဝန်ကတော့လှည့်ဝက်ချက်ပဲလို့ပြန်ပြောပါတယ်။အဲဒီနောက်မူမူရှာကရင်ငုံဖို့ဝစ်စုံကိုဝဲလိုက်ပြီးထွက်သွားဖို့ပြင်ပေမဲ့ Aura Keeper ရဲ့ဆရာကြီးရောက်လာပါတယ်။ sister ကလည်းဒီလိုပဲတိုက်ခိုက်ရေးဆိုရင်ဟာတော်ကိုမြင့်ကြောင်းဝန်ကိုတီးပေးပါတယ်။မူမူရှာကလည်းသူဟာထိတ်တန်းလုပ်ကြရင်တမဖြစ်တဲ့လိုက်ကားဖြစ်ကြောင်းသိလိုက်ပါတယ်။သူ့အနေနဲ့ပြပမရှင်တစ်ခုမှရှိနေတယ်ပေမဲ့မူမူရှာရဲ့ plan ကိုတည်ထားလိုက်ကြောင်းဒီမှာစောင့်နေကြောင်းပြောပြပါတယ်။ဒါပေမဲ့သူ့ရဲ့ပြစ်မှတ်ကအတော်လေးကိုဝေးတာကြောင့်သူစိတ်ပြက်မိကြောင်းပြောပြီးမူမူရှာကိုသူ့ရဲ့လက်အောက်မှာလှုပ်လို့မလားလို့လိုက်ကပြောပါတယ်။ဒါပေမဲ့ဝန်ကတားလိုက်ပြီးသူ့ကိုထိုးဖို့လုပ်ပေမဲ့လိုက်ကသူ့ရဲ့လက်နဲ့ကာလိုက်ပါတယ်။သူကအာယုံမဖြစ်နေပြီးလက်ကိုပစင်ဖြစ်ပြောင်းကဝန်ကိုစတင်တိုက်ခဲ့ပါတယ်
ဝန်သေးတန်ခုခံနေရပြီးမူမူကဝင်ကိုတိုက်ခတ်ပြီးမဲ့လိုက်ကတူးလက်ကိုနောက်ပြန်လဲကခုခံလိုက်ပါတယ်အဲ့ဒီနောက်သူကဝန်ကိုဖြတ်ကန်လိုက်ပြီးမူမူရှားဘက်ပြန်လဲကလေးတိုက်နေပြီမဲ့ဝန်ကတယ်လီဖုန်းနဲ့ရောက်လာပြီးအခွက်ကိုဖြတ်ကန်လိုက်ပါတယ်ဒါပေမဲ့သူကဝန်ရဲ့ချက်တော့ကိုဖြတ်ဆွဲကကင်ပေါင်းလိုက်ပါတယ်အဲ့ဒီနောက်သူကဝန်ကိုဆုံးသက်ဖို့လုပ်ပါတယ်ဒါကမူမူရှားကဝင်နောက်လိုက်ပြီးထပ်တိုက်ခိုက်ပြီးမဲ့သူကဆောင်လိုက်နေပါတယ်သူအာယုံလွဲနေတဲ့ချိန်ဝန်ကအခွင့်ကောင်းယူပြီးတိုက်ခိုက်တာကြောင့်သူ့မျက်နှာကိုချစ်ရတည်တည်လေးထင်အောင်လုပ်နိုင်လိုက်ပါတယ်ဒီအတွက်သူတို့ကိုနည်းနည်းအထင်သေးမိကြောင်းလိုက်ကဝန်ခံပြီးဝန်ရဲ့တယ်လီပို့ဆွဲရင်ကိုလှုပ်ဝက်နီးစနစ်တစ်ခုလို့ထင်နေပါတယ်မမူကသူတို့နှစ်ယောက်ပေါင်းတိုက်ရင်အခြေအနေဘယ်လိုရှိလောက်လဲမေးတော့ဝန်ကသူတို့အတူတူထွက်ပြေးရင်တော့အသက်ရှင်နိုင်လောက်တယ်လို့ပြန်တုံ့ပြန်ပါတယ်အဲ့ဒီနောက် system ကိုသူ့ရဲ့စကေးအစ်စ်ကိုတမြောင်မှာအသုံးပြုဖို့ပြောပါတယ် system ကတော့တမြောင်ဟာစွဲရင်ကြောက်ရင်25%လောက်ပဲပေါင်းဆက်နိုင်ပြီးပောက်ကွဲနိုင်ကြီး60%ရှိကြောင်းပြန်ပြောပါတယ်အဲ့ဒီအတော်တွင်မှာတခြားစွဲရင်တွေအားလုံးဟာလည်းတုံးလို့များကြောင်းတက်ပြောပါတယ်ဒါပေမဲ့ဝန်ကတော့လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးဒီချိန်လိုက်ကသူ့ကိုအလေးတက်ခိုက်လာတဲ့ကြောင့်သူအထိနာတော့ပါတယ်မူမူလည်းသူ့ကိုကူဖို့ကြိုးစားပေမဲ့လိုက်ကကအလွယ်လေးတုံ့ပြန်လိုက်ပြီးသူ့မကိုလက်နဲ့မဲ့တော့အောင်လှုပ်လိုက်ပါတယ်ဝန်လည်းတက်တိုက်ဖို့ကြိုးစားတဲ့ခါမှာတော့လိုက်ကသူ့ကိုကင်ပေါက်လိုက်ပြီးသူတို့နှစ်ယောက်လုံးကိုအမောက်တိတ်လိုက်ပါတယ်အဲ့ဒီနောက်တယ်လီပို့စကီကိုဘာကြောင့်ဆက်မတုံးတာလဲလို့ဝန်ကိုမေးခွန်းထုတ်ပေမဲ့ဝန်ကပုံးတုံးပစ်ပေးလိုက်ပြီးအာယုံတွေကသူတို့နှစ်ယောက်တာထွက်ပြေးကြပါတယ်ဒါပေမဲ့လိုက်ကထက်မိလာပြီးဝန်ကတားဖို့ကြိုးစားတဲ့ခါမှာတော့သူကအလွယ်လေးတုံ့ပြန်လိုက်ပြီးမူမူကိုလည်းလွတ်ပစ်လိုက်ပါတယ်ဝန်ကထပ်ထားလာပြီးတိုက်ဖို့ကြိုးစားပေမဲ့လိုက်ကသူ့ကိုရိုက်နှက်ပြီးအရှုံးပေးလိုက်တော့ဝင်ပြောပါတယ်ဝန်က system ကိုပေါင်းစပ်မှုပြီးမြောက်ဖို့ဘယ်လောက်ကြံသေးလဲမေးတဲ့ခါမှာတော့10မိနစ်ကျော်ကြံသေးကြောင်းသိလိုက်ရပါတယ်လိုက်ကသူ့စီချင်းကလာပြီးဝန်ကိုလဲပြီးညက်ကသူ့ကိုအပိုင်းပိုင်းလုပ်ဖြစ်မယ်လို့ပြောပါတယ်ဒါပေမဲ့ရုတ်တရက်မူမူရှာနောက်ကနေရောက်လာပြီးလိုက်ကကိုဓာတ်နဲ့ထိုးပြလိုက်ပါတယ်ဒီတိုက်ပွဲအဆုံးသက်သွားပြီလို့သူမထင်နေတော့မှပဲလိုက်ကရဲ့ခန္ဓာကိုယ်အခြေအနေကအကောင့်နဲ့ရှိနေသေးတဲ့ကြောင်းစစ်စမ်းရဲ့တတိပေးချက်ကိုဝန်ကြားလိုက်ရပါတယ်သူအချိန်မီတတိပေးလိုက်နိုင်ပေမဲ့လိုက်ကရဲ့တက်ခိုက်မှုအောက်မှာသူမထပ်မောက်သွားပြန်ပါတယ်လိုက်ကကတော့သူရဲ့ခန္ဓာကိုယ်စွမ်းရည်ဟာစေဝါအပြင်ဤပညာကိုညီနဲ့ပါမြင့်တင်ထားတာကြောင့်ဒီတက်ခိုက်မှုလောက်ကအေးဆေးပဲလို့ပြောပါတယ်အဲ့ဒီနောက်မူမူရှာရဲ့ဓာတ်ကိုကင်လိုက်ပြီးသူမကိုအဆုံးသတ်ဖို့ပြင်ပါတယ်ဒီအချိန်ပေါင်းစပ်မှုပြီးဆုံးကြောင်းစစ်စံကအတိပေးလာပါတယ်သူ့ဓာတ်ကရေခဲဆွဲအားပါတဲ့ရှားပါလက်နဲ့ဖြစ်သွားကြောင်းအတိပေးလာပြီးဒါကြောင့်သူအနိုင်ရဖို့ခွင့်ရပြီလို့ထင်နေပါတယ်ဒါပေမဲ့စစ်စံကပေါင်းစပ်မှုကြဆုံးပြီးစက္ကန့်20အတွင်းပေါက်ဝဲတော့မဲ့ကြောင်းထပ်ပြောလာပါတယ်ဒီတော့သူကြံတစ်ခုရလာပါတယ်သူလိုက်ကစီကိုပြေးသွားပြီးလက်ကိုဓာတ်နဲ့ထိုးလိုက်နိုင်ပေမဲ့သူလည်းလွင့်ထွက်သွားအောင်ပြန်ထိုးခံလိုက်ရပါတယ်လိုက်ကဓာတ်ကိုထိုးဖို့လုပ်တဲ့ခါမှာတော့ဓာတ်ကရုတ်တရက်ရေခဲတွေနဲ့ပေါက်ဝဲထွက်သွားပါတယ်ဒါကိုမြင်တဲ့မူမူကသူလျှောပြီလားလို့တွေးနေပါတယ်ဒါပေမဲ့လိုက်ကရဲ့စွမ်းရည်တွေကစလိုက်တိုးလာတဲ့ကြောင်း system ကအသိပေးလာပါတယ်ဒါကြောင့်ဝန်ကမူမူရှာကိုဆွဲပြီးနှစ်ယောက်သားထွက်ပြေးလာကရေမြောင်းပေါက်ကိုရောက်လာပါတယ်ဝန်သူမကိုထွက်တော့ဖို့ပြောပေမဲ့မူမူရှာကသူ့ကိုထားခဲ့ဖို့ညှိဆက်နေပါတယ်system ကလည်းသူ့ရဲ့ခန္ဓာကိုယ်ကအကန့်အသတ်ကိုရောက်နေပြီဖြစ်ကြောင်းပြောလာပါတယ်ဒီချိန်လိုက်ကသူတို့စီကိုပြေးလာနေတာမြင်နေရပြီးဝန်ကမူမူရှာကိုတွန်းချလိုက်ပါတယ်လိုက်ကရဲ့စွမ်းရည်တွေစလိုက်တိုးလာနေကြောင်း system ကအသိပေးပြီးဝန်ကတော့သူအဆုံးသက်ခံရပြီလို့တွေးနေပါတယ်ဒါပေမဲ့ဖုံမုံတွေပြန်ငြိမ်သက်သွားတဲ့အခါမှာတော့သူ့ရဲ့အတွင်းပြောင်းနည်းစနစ်ကိုတုံးခဲ့တာတောင်ဝန်ကိုလွတ်သွားတဲ့အတွက်လိုက်ကဒေါသတွေထွက်နေပါတယ်ဝန်ကတော့မူမူရှာရဲ့ကြောပေါ်မှာတင်ခဲ့တဲ့ကုပါတုံးတွေကိုဝင်ရောက်ပြီးလွတ်မြောက်သွားခဲ့တယ်ဆိုတာသိလိုက်ရပါတယ်ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်ဝန်ကသူလိုချင်တဲ့အချက်လက်တွေခုထိမရသေးတဲ့အကြောင်းတွေးရင်ကြောင်းကိုသွားနေပါတယ်ရုပ်တဲ့သူ့ရှိမှမူမူရှာကိုမြင်လိုက်ရပြီးသူ့ကိုဘာတွေးများနေရလဲလို့မေးပါတယ်သူမကသူ့ကိုကြောင်းကနေခေါ်လာတာဖြစ်ပြီးလာမယ့် super human တွေရဲ့ပြိုင်ပွဲအတွက်ပြင်ဆင်ပေးမယ်လက်ကျင်ရေးစင်တာမှာပါမလားလို့မေးပါတယ်သူမကသူ့ကိုအဖွဲ့ဝင်ဖြစ်ရွေးချယ်ထားကြောင်းပြောပေမဲ့သူကတော့အရေးကြီးလှုပ်ရှားရှိကြောင်းပြောကညင်ပါတယ်သူရှန်ယန်ကိုရှာဖို့အတွက်ရှီကိုချင်းရဲ့တရင်ချက်လက်တွေရှာနေရဆိုတာမူမူရှာကသိနေပါတယ်ပြီးတော့ရှီကိုချင်းကဆွမ်းအားလေးကြီးသလိုပုံကွယ်တဲ့နေရာမှာလေးကျွမ်းကျင်တာကြောင့်သူတယောက်တည်းရှာလို့မရနိုင်ကြောင်းပြောပြပါတယ်ပြိုင်ပွဲမှာဝင်ပါမယ်ဆိုရင်တော့ရှီကိုချင်းကိုရှာဖို့သူမကူညီပေးမယ်လို့မူမူရှာကပြောပါတယ်ဒါကြောင့်ဝန်ကလည်းရှန်ယန်ကိုပြန်ရှာဖို့အတွက်အဖွဲထဲဝင်ဖို့သဘောတူလိုက်ပါတယ်ဇလန်ကဒီမှာပဲဆုံးသက်ထားပါတယ်ကြည့်ရှုအားပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်